အားလုံးပဲမင်္ဂလာပါ ACD ထိုင်းစာသင်တန်းရဲ့ founder ပါနိုင်တက်ကိုဆောင်ဝင်ဖြစ်ပါတယ်ခင်ဗျမြန်မာကလေးတွေထိုင်းစာမှာအရန်တော်တယ်ဆိုတာကြုံဘူးလားခင်ဗျဒီနေ့ကျွန်တော်အဲ့ဒီအကြောင်းအရာလေးကိုလာပြီးတော့ကျွန်တော်ပြပြချင်ပါတယ်ကျွန်တော်ကဒီ ACD ထိုင်းစာသင်တန်းကိုကျွန်တော်ကဖွင့်လှစ်ထားတာကြာပါပြီနော်အဒီထူးတစ်ဖြစ်တော့ကျွန်တော်ကနေပြီးတော့ကျွန်တော်ရဲ့သင်တန်းမှာဆိုလို့ရှိရင်ဒီမြန်မာကလေးရောထိုင်းကလေးရောเนาะဘယ်သူမဆိုထိုင်းစာကိုအရန်စိတ်ဝင်စားတဲ့ကလေးတွေကိုကျွန်တော်နေပြီးတော့ဒါသင်တန်းလေးဖွင့်ထားပေးတာဖြစ်ပါတယ်ကျွန်တော်ရဲ့ထိုင်းစာသင်တန်းမှာဆိုလို့ရှိရင်ဒီထိုင်းကျောင်းကိုတက်ချင်တဲ့မြန်မာကလေးတွေအတွက်တည်တံ့ဖွင့်ထားတဲ့သင်တန်းရှိတယ်ပြီးတော့ထိုင်းကျောင်းကိုလက်ရှိတက်နေတဲ့မြန်မာကလေးတွေကိုဒီထိုင်းကျောင်းရဲ့ဒီပြဋ္ဌာန်းကျောင်းစာအတိုင်းဒီကျွန်တော်တို့ပြန်ပြီးတော့သင်ပေးနေတဲ့သင်တန်းလေးရှိတယ်။နေ့တိုင်းကျူရှင်သဘောမျိုးပေါ့နော်။နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြန်မာကျောင်းတက်တယ်နေ့ပိုင်းမြန်မာကျောင်းတက်တယ်ပြီးလို့ရှိရင်ဒီညနေပိုင်းကျလို့ရှိရင်ကျွန်တော်မှလာပြီးတော့ထိုင်းစာကျူရှင်ပြန်ယူတဲ့သင်တန်းလေးရှိတယ်။ပြီးတော့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကျွန်တော်စီမှာဒီအခြေခံထိုင်းစာเนาะရေးဖတ်ပြောအဲ့ဒါတွေသင်တဲ့သင်တန်းလည်းကျွန်တော်မှာရှိတယ်အဲ့ဒီမှာတူတူချာကျွန်တော်ဒီတွေ့ကြုံလေးတွေဒီထဲမှာရှိတဲ့တွေ့ကြုံလေးတွေပေါ့နော်ကျွန်တော်နည်းလေးပြပြချင်တယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီမြန်မာကလေးတွေထိုင်းစာမှာအရန်တော်တယ်ဆိုတဲ့အချက်ပဲဒါကျွန်တော်လည်းဒါကိုတင်းနဲ့တွေ့ကြုံနေအများကြီးရခဲ့တာပေါ့နော်ဆိုတော့အထူးသဖြင့်ဒီမြန်မာနိုင်ငံကပေါ့နော်အကြောင်းမျိုးကြောင့်ထိုင်းနိုင်ငံတွေကိုရလာတဲ့ကလေးတွေမှာနော်ပင်ကိုတဘာဝအဖြစ်လေသူတို့ကဒီတော်တဲ့ကလေးတွေဖြစ်တယ်လို့ကျွန်တော်ခံယူတယ်ပေါ့နော်ဆိုတော့ကျွန်တော် ACD ထိုင်းစာသင်တန်းမှာဆိုလို့ရှိရင်ကျွန်တော်တွေ့ကြုံရတာကတူတူချာကလေးတော်တော်များရှိတယ်နော်ဘယ်လိုကလေးတွေလဲဆိုလို့ရှိရင်နော်ကျွန်တော်တူတူချာကျွန်တော်တွေ့တဲ့ကလေးတွေဆိုလို့ရှိရင်ဒီမနေ့တနေ့မှနမူနာပေါ့နော်အရင်ဒီထိုင်းနိုင်ငံတွေကိုတိတ်မကြသေးဘူးထိုင်းနိုင်ငံတွေကိုရောက်လာပြီးတော့ကျွန်တော်စီမှာလာပြီးတော့ဆွေးနွေးရကလေးကိုထိုင်းအကြောင်းအချင်တယ်ပေါ့နော်ထိုင်းစာသင်တန်းဆရာပြီးတယ်ဆိုပြီးတော့ကျွန်တော်စီမှာလာအပ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကလည်းအဲ့ဒါဆိုရင်ကျွန်တော်အကူအညီပေးမယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ကနေပြီးတော့ဒီထိုင်းစာသင်တန်းကိုလက်ခံလိုက်တယ်လက်ခံပြီးတော့အစကတော့ကျွန်တော်ထင်တာကတော့ဒီကလေးတွေအခုမှမြန်မာနိုင်ငံကနေလာတယ်ဆိုတဲ့ခါကျတော့ဒီထိုင်းစကားနဲ့အစဉ်ပြေပါမလားထိုင်းစာနဲ့အစဉ်ပြေပါမလားဆိုပြီးတော့ကျွန်တော်စမ်းပြီးတော့သင်ကြည့်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကနေပြီးတော့ဒီကလေးတွေအတွက်နော်ဒီအချိန်တူလေးမှာဒီထိုင်းစာတွေသူများကိုဓာတ်လို့လိုက်နိုင်အောင်ပေါ့နော်အဲ့ဒီရနိုင်မယ့်နည်းစနစ်လေးတွေကျွန်တော်ကနေပြီးတော့တီထွင်ပြီးတော့ကျွန်တော်ကနေပြီးတော့သူတို့ကိုသင်ကြည့်တာဒါကျွန်တော်ဒီတီထွင်လိုက်တဲ့ဒီစနစ်ကအရန်အလုပ်ဖြစ်တယ်လို့ကျွန်တော်တွေ့ရပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီကျွန်တော်ထိုင်းဒီကလေးတွေကိုထိုင်းသင်တန်းစပြီးသင်လိုက်တဲ့3လအတွင်းမှာကိုဒီကလေးတွေကနော်ဒီထိုင်းကျောင်းတန်းစာကိုကောင်းဖတ်နိုင်သွားနော်စကားပြောလဲအခြေခံလေးတွေအများကြီးရသွားတယ်ပြီးတော့ဘာတွေရသွားလဲဆိုလို့ရှိရင်ဒီသူတို့ရဲ့ဒီထိုင်းဒီနားကြားဒီ listening skill တွေလည်းအများကြီးကိုသူတို့ရသွားတယ်နောက်ဆုံးမှဒီကလေးတွေကျွန်တော်သင်တန်းပြီးလို့ကျောင်းဖွင့်လို့နော်ထိုင်းကျောင်းမှာကျွန်တော်အပ်တဲ့ခါမှာဒီထိုင်းဆရာဆရာမတွေကဒီကလေးတွေကိုပြန်ပြီးတော့စစ်ဆေးတဲ့ခါကျတော့လည်းဒီဆရာဆရာမတွေရဲ့စစ်ဆေးတဲ့အတန်းနဲ့သူတို့တက်ချင်တဲ့အတန်းနဲ့ဒါကိုက်ညီမှုရှိနေတာကိုတွေ့ရတယ်နော်ဆိုတော့အထူးသဖြင့်ကျွန်တော်ဒီပထမဦးဆုံးဒီထိုင်းကျောင်းတက်မဲ့သင်တန်းကိုဖွင့်တဲ့အချိန်မှာပေါ့နော်ကျွန်တော်ကလေးအလုံးပေါင်း15ယောက်လောက်ရှိတယ်အဲ့ဒါကိုကျွန်တော်အကောင့်လေး train ပြီးတော့အဲ့ထိုင်းကျောင်းတွေကိုလိုက်ပို့တယ်နော်ပို့တဲ့အခါမှာအဲ့ဒီကလေးမှာအဲ့အားလုံးထဲမှာတစ်ယောက်ပဲနော်တစ်ယောက်ပဲထိုင်းကျောင်းဝင်မရခဲ့ဘူးအဲ့ဒါကလေရသူ့မှာတခြားဒီထိုင်းစာမရလို့မဟုတ်တခြားခက်ခဲတွေလက်မှတ်တွေပါတယ်မရှိလို့တခုကြောက်ပေါ့နော်အဲ့ဒါကြီးကြံခဲ့ကျန်တဲ့ကလေးအားလုံးထိုင်းကျောင်းရောက်သွားပြီးတော့မကြောက်ဘူးနော်မကြောက်ဒီထိုင်းကျောင်းတက်ပြီးတော့များတဲ့ပြထိုင်းကျောင်းတွေကဒီမေလလောက်မှာဖွင့်တာမေလလောက်မှာဖွင့်ပြီးတော့
နောက်ပြီးတော့ June July August เนาะသူတို့တွေထိုင်းကျောင်းမှာနောက်ပြီးတော့ပြိုင်ပွဲတွေလည်းရှိလာเนาะအဲ့ဒီမှာဆရာဆရာမတွေထိုင်းစာတော်တဲ့ကလေးတွေကိုရွေးထုတ်တဲ့အခါကျွန်တော်ကလေးတွေလည်းပါတဲ့အခါကျတော့အဲ့ဒါဆရာဆရာမတွေကနေပြီးတော့သူတို့ရဲ့ဒီကျောင်းတွင်ထိုင်းစာပြိုင်ပွဲတို့เนาะနောက်ပြီးတော့တခြားကျောင်းတွေနဲ့ပြိုင်ပွဲတို့အဲ့လိုအစစ်စစ်ဆင်ပြိုင်နောက်ဆုံးပြည်နယ်အဆင့်ထိအောင်တားပြီးတော့ရှင်ပြိုင်တဲ့အခါမှာဒါကျွန်တော်စီကကလေးကเนาะဒါထူးထူးခြားခြားတယောက်ဆိုလို့ရှိရင်ဒီတတိယရခဲ့ကျန်တဲ့ကလေးတွေကလည်းเนาะအတန်းထဲမှာထိုင်းစာအတော်ဆုံးเนาะလက်ရည်အလှဆုံးဆိုပြီးတော့ခဏကျွန်တော်စီကိုမိဘတွေကနေပြီးတော့ကျောင်းသားမိဘတွေကနေပြီးတော့ကျွန်တော်စီကို message တွေပြန်ပို့လာပြီးတော့သူတို့ကျွန်တော်ကိုကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းဒီဆရာရဲ့ technique တွေကအရန်အလုပ်ဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်ကို message တွေနဲ့အများကြီးပို့လာဆိုတဲ့ခါကျတော့ပြီးတော့ကျွန်တော်ကဒီလိုဒီနာမည်တစ်ခုရသွားတော့เนาะနာမည်တစ်ခုရတဲ့ခါကျတော့ကျွန်တော်ကလေးတယောက်ကိုထိုင်းကျောင်းမှာတွားအပ်ပြီးဆိုလို့ရှိရင်အပ်တဲ့ကလေးတွေကဆရာမတွေကလက်ခံတာများတယ်အဲ့လိုလက်ခံတာများဘာကြောင့်လဲဆိုလို့ရှိရင်ဒီသူတို့ပြောတယ်ပေါ့နော်ဆရာထွက်လာတဲ့ကလေးဆိုလို့ရှိရင်ဒါတော်တော်လေးအဆင်ပြေတယ်ပေါ့နော်ကလေးတွေရဲ့ဒီထိုင်းယဉ်ကျေးမှုဒီကလေးတွေကထိုင်းကျောင်းရောက်လာတဲ့အခါမှာထိုင်းရဲ့ယဉ်ကျေးမှုဒလိထုံးစံတွေကျောင်းရဲ့အတုံးနှုံးတွေပြီးတော့ဒီကျောင်းစာတွေเนาะအရန်အဆင်ပြေတယ်ပေါ့နော်အရန်တော်တယ်ပေါ့နော်ဒါသူတို့ကျွန်တော်ဆိုပြန်ပြီးတော့ message တွေအများပို့လာတာကျွန်တော်တွေ့ရတယ်နော်ဒီနေရာမှာကျွန်တော်ကဒီကလေးတွေကိုဘယ်လိုတင်လဲလို့ဆိုတော့ဒီကလေးတွေဒီကျွန်တော်စဉ်းစားမိတဲ့တစ်ခုကဒီကလေးတွေဒီနော်သူတို့ကျွန်တော်စီကိုနော်ရောက်လာတာနောက်ကြပြီမဲ့လည်းပဲပေါ့နော်နောက်ကြပြီမဲ့လည်းပဲသူတို့ကများသောအားဖြင့်တော့နော်သူတို့ရဲ့မြန်မာပြည်မှာနေကြတဲ့ကွာနဲ့စားတွေကိုအရန်ကိုသူမိဘတွေကဒီပုံမှန်စာကြိုးစားခြင်းစိတ်ရှိပါအောင်ကလေးတွေကိုလုပ်ပေးတာတခုရှိတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကသိထားတယ်နောက်တစ်ခုကကျွန်တော်ကဒီမြန်မာကလေးတွေကိုသူတို့ကိုစာသင်တဲ့အခါမှာနော်ဒီထိုင်းစာအချိန်တိုတွင်းနဲ့ရအောင်မြန်မာစာနဲ့ထိုင်းစာကိုကျွန်တော်ကနေပြီးတော့တွဲဆက်ပြီးတော့ပေါ့နော်ဒီမြန်မာရဲ့ဒီဘယ်လိုပြောမလဲဒီဝါကြတိဆောက်ပုံစနစ်တွေမြန်မာရဲ့အစာရေးသားတွေအဲ့ဒါနဲ့ရှင်ပြီးတော့သူတို့တွေကိုတင်ကြားတဲ့အခါမှာကလေးတွေကသူတို့ဒီတင်ခဲတဲ့မြန်မာစာနဲ့ဒီထိုင်းစာနဲ့ကတိတ်မကွာပါဘူးလို့သူတို့ခံစားရတယ်ပေါ့နော်အဲ့လိုခံစားရတဲ့အခါမှာသူတို့ကပို့ပြီးတော့တဘောပေါက်လွယ်တယ်နားလွယ်တယ်ပေါ့နော်နောက်တစ်ချက်ကမြန်မာပြည်ကလာတဲ့ကလေးတော့တချို့တော်တော်များများကနော်အင်္ဂလိပ်စကားအရန်ကျွမ်းကျင်တယ်မြန်မာစကားထက်ကိုသူတို့အင်္ဂလိပ်စကားပိုကျွမ်းကျင်တယ်အဲ့ဒီကလေးတွေအတွက်လည်းပဲကျွန်တော်ကနေပြီးတော့မြန်မာလိုဝါဒနဲ့ရှင်းပြလို့မရဘူးဆိုလို့ရှိရင်အင်္ဂလိပ်လိုကျွန်တော်ကပြန်ပြီးတော့သူတို့ကိုရှင်းပြအဲ့လိုရှင်းပြတဲ့အတွက်ကြောင့်မို့လို့ဒီကလေးတွေကအချိန်တိုတင်းမှာပဲဒါသူတို့ကဒီထိုင်းစာတွေကိုပို့ပြီးတော့နားလေလွယ်ပြီးတော့ပေါ့နော်အဲ့နဲ့ဒီထိုင်းကျောင်းတွေမှာအရန်အဆင်ပြေတဲ့ဒီထိုင်းစာ level အင်မတန်မှကောင်းမွန်တဲ့အဆင့်တစ်ခုဒါရောက်တယ်ပေါ့နော်ကျွန်တော်စီမှာအခုထိုင်းကျောင်းတက်နေနေကျွန်တော်စီမှာတန်း3တန်း4တန်းအဲ့လိုအဆင့်တိုင်းလာပြီးတော့စာလာဖတ်နေတဲ့ကလေးတွေအများကြီးရှိတယ်ဒီနေရာမှာကျွန်တော်ကလည်းပဲဒီစာသင်တဲ့ခါမှာပေါ့နော်ထိုင်းကျောင်းရဲ့ဒီ course ဒီအားလုံးကိုကျွန်တော်တခုမှမကြော်နောက်ဆုံးကျွန်တော်ဒီစာလုံးတစ်လုံးစာပိုက်တစ်ပိုက်အတိတ်ဘက်ကိုတိကျကျွန်တော်နော်စာပိုက်တစ်ခုချင်းစီအားလုံးကိုကျွန်တော်နေပြီးတော့ဘာသာပြန်ပြီးတယ်သူတို့ကိုပြောပြတယ်အတိတ်ဘက်ရှင်းပြတယ်ပြီးလို့ရှိရင်ဒီတင်ရိုးကုံပေါ့နော် course အကုံကလေးတွေတော့နည်းနည်းပင်ပန်းတယ်ပေါ့နော်အဲ့လိုတင်ရိုးကုံဒီ course အကုံတင်တဲ့ကြောင့်မို့သူတို့ဒီ vocal တွေအများကြီးရပြီးတော့စာတွေကိုဒီရေးနိုင်လာတယ်ဖတ်နိုင်လာတယ်ပြောနိုင်လာတယ်ပြီးတော့ထိုင်းကျောင်းရဲ့ဒီ curriculum တွေကဒီစာအုပ်တွေကလည်းပဲဒီတအုပ်နဲ့တအုပ်ကဆက်ဆက်မှုရှိတယ်ဥပမာတဒန်းမှာဆိုလို့ရှိရင် meaning အလုံး900ရှိမယ်ဆိုလို့ရှိရင်နှစ်တန်းမှာကmeaning ထားပါတော့1000 3တန်းမှာက meaning 2000စသဖြင့်သူတို့ကအဆင့်နဲ့သွားတာတဒန်းက meaning ကလည်းနှစ်တန်းမှာ3လို့ရတယ်နှစ်တန်း meaning ကလည်း3တန်းမှာ3လို့ရတယ်အဲ့လိုမျိုးအဆင့်သွားတာဖြစ်တဲ့ကြောင့်မို့လို့ဒီစာသင်တဲ့အခါမှာကျွန်တော်သင်တဲ့ဒီစနစ်ကလည်းပဲဒီ meaning တွေဒီစာတွေဒီသင်ခန်းစာတွေတခုမှမကြော်ဘဲနဲ့အစင်တိုင်းသွားတာဖြစ်တဲ့ကြောင့်ကလေးတွေဒီအောက်က meaning လည်း
သူတို့ဒီအောက်စာလဲအောက်တက်လဲကြည်တယ်ဒီအဖော်ကစာတွေကိုလည်းတဆင်းဆင်းရတာပေါ့နော်အဲကြောင့်မလို့အခုကျွန်တော်စင်မှာတန်တန်းလာတက်နေတဲ့ကလေးတွေလောလောဆယ်မှာဒီ၄တန်းလောက်နော်စာဖတ်နေတဲ့ကလေးတွေသူတို့ဒီထိုင်းကျောင်းမှာဆိုလို့ရှိရင်6တန်းစာဖတ်နိုင်တဲ့ skill level အဆင့်လောက်ကိုသူတို့ကနေပြီးတော့ဒါကောင်းရောက်နေပါတယ်နော်ဆိုတော့ဒီနေရာမှာကျွန်တော်တွေ့ရတာကနော်မြန်မာကလေးတွေကငကူအဖြစ်ပင်ကိုကလည်းဒီသူတို့ရဲ့ဒီအုံနောက်တွေကလည်းဒီထက်မြက်မှုရှိတယ်မိဘတွေကလည်းပဲစာကြိုးစားခြင်းနဲ့ဆိုကြိုးစားစီခြင်းနဲ့အလေးထားလေးတွေလုပ်ပေးထားတယ်ပြီးတော့ကျွန်တော်ကလည်းပဲမြန်မာနဲ့ဒီထိုင်းနဲ့เนาะဒီမြန်မာစာမှာရှိတဲ့ဒီစနစ်တွေနဲ့ထိုင်းစာမှာရှိတဲ့စနစ်တွေတစ်ခုရောပြီးတော့ကလေးတွေကိုတင်လိုက်တဲ့အခါမှာဒီကလေးတွေကဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်ဒီထိုင်းစာကသူတို့အတွက်မစိမ့်တော့ဘဲနဲ့เนาะထိုင်းစာကအင်မတန်မှဒါသူတို့အတွက်ကတဖြည်းဖြည်းနဲ့လွယ်လာတာပေါ့เนาะသူတို့အတွက်အရန်အဆင်ပြေတဲ့အဆင့်ကိုဒါရောက်သွားတာကိုကျွန်တော်ကအများကြီးတွေ့ရပါတယ်လို့เนาะဆိုတဲ့အခါကျတော့ကျွန်တော်ရဲ့အခုဒီလိုတင်တဲ့စနစ်ကြောင့်မလို့ကျွန်တော်စင်မှာအခုဆိုလို့ရှိရင်ထိုင်းကလေးတွေလည်းရှိတယ်မြန်မာကလေးတွေလည်းရှိတယ်เนาะဒီရွှေပြောင်းကျောင်းကနေလာတက်တဲ့ကလေးတွေလည်းရှိတယ်နောက်ပြီးတော့ဒီအပြင်ကနေပြီးတော့တီးတန့်စာတင်ဝိုင်းနေနဲ့ကျွန်တော်စင်မှာလာအပ်တဲ့ဒီလူကြီးဝိုင်းတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ဒီမြန်မာကလေးတွေကမညံ့ကြဘူးစာတွေအရန်တော်တယ်တခုပဲရှိတယ်နော်တခုပဲရှိတယ်သူတို့ကိုနော်ဒီစနစ်ကြလေးနဲ့နော်ထိုင်းစာကသူတို့တဲ့အစိမ့်သက်မဖြစ်ပဲနဲ့နော်မြန်မာစာမှာရှိတဲ့နိစနစ်တွေနဲ့ထိုင်းစာမှာရှိတဲ့နိစနစ်တွေနှစ်ခုပေါင်းပြီးတော့သင်ပေးဖို့အဲ့လိုစနစ်တွေကိုပဲသူတို့ကိုဖန်တီးပြီးသင်ပေးဖို့ပဲလိုတယ်အဲ့လိုသင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကလေးတွေကနော်ဒီကလေးတွေကထိုင်းစာမှာလုံးဝကိုတော်လာမယ်နောက်ဆုံးပြောမယ်ဆိုလို့ရှိရင်သူတို့ကဒီထိုင်းကလေးတွေနဲ့ဒန်းတူဒါမှမဟုတ်လို့ရှိရင်ပို့ပြီးတော့တာလုံတဲ့ထိုင်းစာ level အဆင့်ကိုရောက်နိုင်မယ်လို့ကျွန်တော်ကယုံကြည်တယ်ပေါ့နော်အဲကြောင့်မို့လို့ကျွန်တော်တို့ရဲ့ကျောင်းသားမိဘများအနေနဲ့เนาะကျွန်တော်တို့ကျောင်းသားမိဘများအနေနဲ့เนาะကိုယ့်ရဲ့ကလေးကိုเนาะထိုင်းစာမှာတော်စီချင်းရင်တဒန်း2တန်း3တန်း4တန်း5တန်းဒီမှာရှိတဲ့ textbook မှာရှိတဲ့ဒီစာအတိုင်းကိုအောက်တက်ကြည်ကြည်နဲ့ရသွားစေချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ ACT ထိုင်းစာသင်တန်းကိုလာပြီးတော့ဆက်သွယ်ဖို့ဆွေးနွေးဖို့မမေ့ပါနဲ့ကျွန်တော်အားလုံးဖိတ်ခေါ်ပါတယ်เนาะကျွန်တော်တို့မြန်မာကလေးတွေကမညံ့ကြဘူးဒါပေမဲ့သူတို့ကိုပိုကောင်းအောင်လုပ်ပေးဖို့နည်းစနစ်ပဲလိုပါတယ်အဲ့ဒီကိစ္စကိုကျွန်တော်တို့ ACT ကနေပြီးတော့တောင်းယူပါတယ်เนาะကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့19ကိုစောင့်ဝင်ဖြစ်ပါတယ် ACT ထိုင်းစာသင်တန်းကဖောင်ဒါဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ